ပစ္စည်းတစ်ခုလာရောက်နေကိုအတွက်တိတ်လို့အပ်နေတာတော့မဟုတ်ဘူးဒါပေမဲ့လာကုံမှရှင်းလို့ရတယ်ဆိုလို့ဝယ်လိုက်မိတယ်လာကုံတော့လာကတွေကတချို့တစ်ဝက်ကိုဖက်ဆက်လိုက်ရတယ်ကိုအတွက်အတုံးနဲ့ကျက်သွားတယ်ကိုအတွက်အဓိကလိုအပ်တဲ့စားဝတ်နေရေးအတွက်ပါတိတ်မလောက်ချင်တော့ဒါပေမဲ့တိတ်တော့အရေးမကြီးပါဘူးအကျွေးယူလိုက်တာပေါ့လို့တွေးလိုက်တယ်အကျွေးတွေထက်ယူတယ်ဒီလိုနဲ့အကျွေးတွေကပိုပြီးများလာတယ်အဲ့အတွက်တလားပေးရတဲ့အတိုးတွေကမနေဘူးလာကုန်ရင်အတိုးတွေတက်နေရလို့အရင်တွေဖက်ဆက်နေရလို့ဘယ်တော့မှကိုယ့်လက်ထဲမှာပတ်စံများဆဆမကြအောင်အဲ့တော့ပိုပြီးကြက်တဲလာတယ်ပိုပြီးအကျွေးတွေများလာတယ်ဒါပေမဲ့ကိုယ့်ရဲ့အကျင့်ကိုကောင်းမဖြောင်းနိုင်သေးဘူးလာကုန်မှရှင်းလို့ရတယ်လို့ကြားတာနဲ့ဝယ်ချင်နေတော့ပဲဝယ်မိနေတော့ပဲအဲ့တော့ပိုပြီးယုံထွက်ဖို့ခက်လာတယ်အကျွေးနွန်နဲ့ပိုပြီးနစ်လာတယ်အလုတ်ပြုတ်မှအလုံးမရှိမှကိုလိုရာထက်ပိုပြီးအယမ်းစိုးရင်လာရတယ်အလုတ်ထဲမှာအစင်မပြေလဲအောင်ဤတိခံပြီးလုံနေရတယ်ပျော်မပျော်လုံနေရတော့ကြာတော့လူကစိတ်ပိုင်းဆိုင်ရာတွေပါထိခိုက်လာတယ်နောက်ဆုံးမှာတော့ကိုပိုင်ဆိုင်တယ်လို့ထင်နေမိတဲ့အရာတွေကကိုယ့်ကိုပြန်ပြီးပိုင်ဆိုင်သွားပြီဖြစ်ပါတယ်ဒီလိုမျိုးပြဿနာတွေကလက်တလောစိတ်ခံစားချက်ကိုဦးစားပေးလွန်ပြီးကိုယ့်အတွက်တကယ်မလိုအပ်တဲ့ပစ္စည်းတွေကိုစိတ်မထိန်နိုင်ဘူးဝယ်မိတဲ့လှုပ်ဆောင်မှုကနေနောက်ဆက်တွဲဆက်ပြီးဖြစ်လာတတ်ပါတယ်နောက်ခါရှင်းဆိုတဲ့စကားကိုတလွဲအသုံးပြုမိတာပါတနည်းပြောရရင် financial EQ ဒီထက်ပိုပြီးလိုအပ်နေလို့ဖြစ်ပါတယ်ကျမကြီးပြဿနာလိုမျိုးမထင်မှတ်တဲ့အရေးကြီးကိစ္စတွေပေါ်လာရင်ပြဿနာတွေတန်းစီပြီးတက်ပါတော့တယ်စေကူတောက်ဖို့အတွက်ကုန်ချစိတ်တွေပေးဖို့အဆင်မပြေဘူးတစ်ဖက်မှာလည်းလဆင်ပေးနေရတဲ့အတိုးတွေမပေးနိုင်တော့ရိုက်ခတ်မှုတွေကကြီးလွန်းရင်ဘဝတစ်ခုလုံးကတောင်းကနေကိုဖြစ်ကုန်ပါတယ်ဒီဖြစ်ပျက်တွေကိုကာကွယ်ဖို့အတွက်ဆိုရင်လုံးရတဲ့တနည်းကပစ္စည်းတစ်ခုခုကိုမဝယ်ခင်တိုင်းမှာဒီပစ္စည်းကကိုယ့်အတွက်တကယ်အသုံးလို့ဝယ်ချင်တာလားတကယ်အသုံးမလို့ပဲနဲ့လိုချင်တဲ့စိတ်ဆန္ဒကြောင့်ဝယ်ချင်တာလားဆိုတာ2ကြိမ်3ကြိမ်လောက်ကိုယ်စိတ်ကိုပြန်လဲစီစစ်တာမျိုးလုပ်တတ်ပါတယ်အကျွေးရတယ်ဆိုတိုင်းလာကုန်မှရှင်းလို့ရတယ်ဆိုတိုင်းအလင်းအမြန်မဝယ်မိဖို့လိုပါတယ်ဒါက self awareness ရအောင်စူးစမ်းတာပါတကယ်သုံးမလို့ကိုယ့်စီမှာလည်းငွေကြေးမချောင်လေသေးဘူးဆိုရင်ကိုယ့်ရဲ့စိတ်ကိုရအောင်ထိန်းသိမ်းပါဒါက self regulation ပါတနည်းအားဖြင့်ဒါက financial EQ ကိုတိုးတက်အောင်စူးစမ်းလုပ်ဆောင်နေတာလည်းဖြစ်ပါတယ်တတိ Warren Buffett ပြောသလိုပါပဲကိုယ့်အတွက်မလိုအပ်တဲ့အရာတွေကိုဝယ်နောက်တစ်ချိန်မှာကိုယ့်အတွက်တကယ်အရေးကြီးတဲ့အရာတွေကိုပြန်ရောက်ထိုးရပါလိမ့်မယ်အခွင့်အရေးပြန်ဆုံးကြပါသေးတယ်ကျွန်တော်ဒေါက်တာဟိန်းတော့ပါ